အားလုံးပဲမင်္ဂလာပါနော်အခုမြင်နေရတဲ့ဘေဒင်လေးကတော့အရှေ့ဥရောပနိုင်ငံတစ်နိုင်ငံမှာဒီစောက်မဲ့ May factory တစ်လုံးပေါ့နော်ဒီ May factory နဲ့ပတ်သက်ပြီးတော့ structure design bin modeling တွေကိုကျွန်တော် DSDC တင်တဲ့ design funds ဖြစ်တဲ့ SSM C solution မြန်မာလို့ခေါ်တဲ့ SSM design funds ကို customer လာအပ်ထားတာဖြစ်ပါတယ်အဲ့ဒီ project မှာသုံးမဲ့ဒီ column တိုင်းနဲ့ဒီ bin နဲ့ကြားကshear connection တခုကို Tekla structure မှာဘယ်လိုဆွဲရလဲဆိုတော့ဒီ video file မှာသင်ပေးမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီဟာဆွဲဖို့ဆိုရင် structure designer အတွက်ပေးထားတဲ့ connection design လိုအပ်တယ်ပေါ့နော်ကျွန်တော် structure designer ကတော့ run connection software ကိုသုံးပြီးတော့ဒီမှာသူတွက်ပေးထားတယ်ပေါ့နော်ကျွန်တော်ဆွဲရမှာဒီ column တိုင်းရဲ့ web ပြားကိုဒီ shear plate လေးကလာပြီးတော့တွဲနေမှာဘိုးနဲ့3လုံးဘိုး3လုံးနဲ့လာတွဲမယ်ဒီအဝါရောင်လေးက welding ပေါ့နော်အဲ့လိုဒီလို connection ဒီလို connection မျိုးနဲ့လာတွဲနေမှာအဲ့တော့ဒီ information တွေသိချင်ရင်ကျွန်တော်တို့ဒီ run connection software ကနေပြီးတော့ DHF ကိုထုတ်ပေးတဲ့နေရာမှာသွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်သုံးမဲ့ connection plate ပေါ့ဒါ fin plate လို့လည်းခေါ်တာပေါ့နော် FIN fin plate လို့လည်းခေါ်တယ်ဒီ fin plate ရဲ့ size ကthickness 9 width က90 height က212ရှိတယ်ဒီ fin plate လေးကိုကျွန်တော်စဆွဲကြမယ်နော်ဆွဲမယ်ဆိုရင်ကျွန်တော်ဒီ grid A view ကိုခေါ်ရမယ် grid A view ပေါ့နော် grid A view ရောက်ပြီးဒီနားမှာပေါ့okay အဲ့တော့ fin plate လေးဆွဲမယ်ဆိုတော့ bin နဲ့ပဲကျွန်တော်တို့ကဆွဲတယ်နော်ပြီးတော့ဒီကနေဒီထိပေးလိုက်တယ်ဒီ information တွေပြင်တာပေါ့နော်ဒီမှာလေ Tekla က bin modeling software ဖြစ်တဲ့အတွက်ကျွန်တော်ဒီ building information တွေကိုမှန်မှန်ကန်ထည့်ပေးဖို့လိုအပ်တယ်ကျွန်တော်အခုဆွဲမဲ့နာမည်က fin plate ပေါ့နော်fin plate ပေါ့နော်သူ့ရဲ့ profile က thickness 90မှန်တယ် material grade က SS400 သုံးလို့မရဘူး welding saw မှာဆိုတဲ့အတွက် SM400A လောက်တော့ minimum သုံးမှရမယ်ပေါ့နော် A36 လည်းသုံးထားတာသူ့ရဲ့ design မှာလည်း design မှာသုံးထားတဲ့ material grade ကို A36 သုံးထားတယ်သူနဲ့ equivalent ဖြစ်တဲ့ SM400A လောက်တော့သုံးမှရမယ်ဒီမှာရှားမှာပေါ့ဒီမှာပေါ့နော် SM400A နာမည် pad number ရ fin plate ဆိုတဲ့ FP ပေါ့ assembly ကဒီ column တိုင်းရဲ့နာမည်က SK2 အဲ့မှာလာတွဲမှာဒါလောက်ဆိုကျွန်တော် modify ဆိုပြီးနှိပ်လိုက်လို့ရပြီဒါပေမဲ့ဒီမှာ lunch က232ဖြစ်နေတယ်ကျွန်တော်တကယ်လိုအပ်တာက212 lunch ပဲလို့အပေါ်10အောက်10 gap ထားတယ်ပေါ့နော်အဲ့ဒီဟာတွေကျွန်တော်တို့လှုပ်ရမယ်ဆိုတော့ဒါကိုထောက် move ရွှေ့ပေါ်10 short တယ်ဒီ bin ရဲ့ flange ပြားနဲ့ဒီ fin plate နဲ့ကြားမှာ gap ကို10 mm ထားတယ်ပေါ့အောက်မှာလည်းအဲ့လိုပဲထားတယ်အတီးသွားတက်လို့မရဘူးတွားတက်ရင် erection လုပ်တဲ့အချိန်မှာခက်ခဲမှာဆိုလို့နော် okay အဲ့တော့တစ်ချက်ကြည့်အောင်212 length လည်းမှန်သွားပြီ width လည်းမှန်သွားပြီ thickness လည်းမှန်သွားပြီပေါ့နော်အဲ့တော့သူ့ရဲ့ positioning မှန်မှန်ကျွန်တော်တစ်ချက်ကြည့်ရမယ် positioning မှန်မှန်ကြည့်ချင်ကျွန်တော်တို့ 3D မှာတွားကြည့်လို့မရဘူး control I ဆိုပြီးတော့ခေါ် plan view 5 meter မှာကြည့်မှရမယ် control P ဆိုပြီးတော့နှိပ်နော်အခုဆွဲနေတာဒီနားလေး control 2ဆိုပြီးတော့နှိပ်လိုက်အဲ့တော့ plate position ကမှားနေတယ်နော်မှားနေဆိုတော့ဒီ bin ရဲ့ web ပြားတွေကိုသူကဝင်နေတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုနည်းနည်းလေးကစားရမယ်ပြီးတော့ကျွန်တော်တို့ဒါကိုမှုရွှေ့လိုက်ဒီလိုပေါ့နော်ဒီလိုလေးထားရမယ် okay grade A ကိုတစ်ချက်ကြည့်ပေါ့နော် okay အဲ့တော့ဒီမှာ bin ကလည်းဒီ column နဲ့လုံးဝကွက်တီပြီးတော့သွားလှုပ်လို့မရဘူးအဲ့တော့ bin နဲ့ဒီ column တိုင်းရဲ့ web ပြားနဲ့မှာကျွန်တော်10 mm လောက်ဟထားရမယ်ပေါ့နော်ဒီကောင်ကိုကျွန်တော် move ရွှေ့လိုက်တယ် shift perpendicular 10 mm ပေါ့နော် okay ဒီ fin plate ဒီ shear plate connection က C structure connection တွေထဲမှာအလွယ်ဆုံးလို့ပြောလို့ရတဲ့နေရာတစ်ခုပေါ့နော်
အဲ့တော့ကျွန်တော်ဒီမှာဘိုးတက်မယ်ဆိုရင်လွယ်တယ်ဒီဘိုးကိုယူတယ်ဒီဘင်းနဲ့ဒီကောင်နဲ့ကိုဘိုးတွဲမယ်နော်ပြီးရင် mouse လျာဝီးလေးကိုဖိလိုက်ဒီ plate ပြားရဲ့ mid point to mid point ချိတ်ပေးလိုက်နော်အဲ့တော့ဒီမှာ designer ပေးတဲ့ drawing ထဲမှာဘိုးကဘယ်လောက် site တွေသုံးထားလဲဆိုတာကျွန်တော်မသိဘူးတွားကြည့်ရမှာပေါ့နော်ကျွန်တော် auto တော့မသိဘူးပေါ့အဲ့တော့သူသုံးထားတာ M20 ဘိုး site ကိုသုံးထားတယ်ဘိုး3လုံးသုံးထားတယ်ဘိုး spacing တွေက66 mm ဘိုးတုံးတဲ့လုံးကြာ distance 66ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘိုးကိုကျွန်တော်တို့ပြင်မယ်ထားမှာက M20 ဘိုး okay နော် M20 ဘိုးထားမယ်ဒီကက်လန်တွက်ပုံတွက်နည်းကတော့ရှိတယ်ကက်လန်တွက်ပုံတွက်နည်းကိုကျွန်တော်ပြပြမယ် control 2နဲ့ဒီ web plate လေးရဲ့ thickness ကိုကျွန်တော်သိဖို့လိုရတယ်เนาะကက်လန်တွက်မယ်ဆိုရင်5.5 เนาะဒါဒီ web plate လေးရဲ့ thickness က 5.5 ဒီ plate ရဲ့ thickness က9เนาะ9နဲ့ 5.5 ကို35ပေါင်းမြေကောက်လီတာနဲ့ပေါင်းလိုက်မယ်เนาะfin plate က9 web plate thickness က 5.5 အဲ့ဒါကို35မီလီပေါင်းဆိုရင်49.5 ကျွန်တော်တို့ကအပြင်မှာဘိုးလန့်ကိုသွားမှာလို့မရဘူး3ည50 100 150အဲ့လိုအပြက်တွေပဲမှာလို့ရတာเนาะအဲ့တော့ဒီကောင်ကဒီက cat lunch က bowl lunch ကိုပြောတယ်ကျွန်တော်ဒီမှာ50ပဲရိုက်လိုက်ပေါ့နော်50เนาะဒါပြီးရင်ကျွန်တော်တို့ဒီမှာဒီကောင်က66နှစ်ခါဆိုတော့2 star 66 edge distance 40ပဲ40เนาะပြီးရင်ဒီမှာ modify နှိပ်လိုက်ဘိုးကတော့ပုံ orientation မှားနေတယ်အလှည့်မှား rotation လုပ်ပေးရမှာပေါ့နော် rotation မှာလည်း front ရဲ့ back ရဲ့တတွဲ top ရဲ့ below ရဲ့တတွဲ front မဟုတ်ရင် back လည်းမဟုတ်တော့ဘူးဆိုတော့ top နဲ့ below နှစ်ခုလေးတစ်ခုခုပဲ okay เนาะဒီမှာတော့ဒီနေရာမှာတော့မှန်တယ်လို့ထင်တယ် 3D မှာသွားကြည့်ရင်နည်းနည်းလွဲနေတာတွေ့လိမ့်မယ်မလွဲဘူးမှန်တယ်เนาะဒီမှာဒါ plan view ကကြည့်တာဘိုးအနေထားလေးလည်းမှန်တယ် control 4နဲ့ချက်ကြည့်ဒါပဲရှီယာ connection ဆိုတာဒါလေးပဲเนาะ very simple ဖြစ်တယ်အဲ့တော့ဒီ video file လေးကိုကြည့်ပြီးတော့ like လုပ်မယ်ဆိုရင်သင်တန်းသားတွေအနေနဲ့ဒီ video အနေနဲ့ဒီ video ကြည့်ရှုနေတဲ့လူတွေအားလုံးအတွက်ကောအကျိုးရှိမယ်လို့ထင်ပါတယ်เนาะနောက် video တွေမှာတော့ဒီလို share plate connection တွေကို custom component ဘယ်လိုဖန်တီးလဲဆိုတာနဲ့ပတ်သက်ပြီးဆက်လက်သင်ပေးပါမယ်เนาะ